ဟုတ်တယ်အိမ်ကြီးလေ အိမ်နေရှိရလားတော့ကျွတ်တောင်ကြားရောက်နေရခင်ဗျာဟမ်အုတ်တိုင်တော်ဆောက်ထားတယ်ဒီက ဒီတကောင်ကိုတွားနေပါလေချောလဲတော့ပြုတ်ကြမှာခင်ဗျာတကယ်အဆင်းတက်ကြီးတွေပါခင်ဗျာကျွန်တော်သွားတဲ့နေရာတော်တော်ကိုခက်ခက်ခက်သွားနေအောင်လေ ဟုတ်ပါခင်ဗျာဟမ်အော် ဒါရေလမ်းကြောင်းကြီး ဟာဟုတ်ပါ ရေဒီပါကြီး ဒီဟောဒီနားလေးကိုမွေးနေ ခိုင်းတယ်ဒီဒီကမကောင်းတော့ဟိုက ဒါနတ်စင်ပေါ့ကွာတို့မြန်မာလို့ဆိုနတ်စင် ဒီမှာ live လား ဟုတ်ဗီဒီယိုလို့ ဒီမလေး ဟာရေကြရဲ့လမ်းကြောင်းရေကြော ရေကြောင်းပေါ့ ရေကြော ရေကြောလိုက်တယ်ဆိုဒါ ရေကြောပြင်ရွှေကြောလာတယ် ဟိုကလေဗာ location လိုက်ကြည့် ဇက်ကြံ ဆင်းပြီးတော့ ဘာနဲ့ တဲ့ရေတော့ဗာလောက်တဲ့ခန်းနဲ့ ဆိုနေထုနိုင်တဲ့ဇက်ကြံကရိုက်ဖို့ location ထောက် location လိုက်ချာနေထုနိုင်ဒီ6တဲကိုခေါ်ရမယ်ကား ရေဒီခုနေကရေတာကိုရင်ကိုဒီခုနေတောက်တော့ တော့ရတဲ့ရောက်နေတယ် တိုင်းပြီလားလေ ကဲဒါရဲဘော်ရဲဘက်ဒီခင်ဗျာ ရေမလုံနိုင်တော့ဘူးကျုပ်ဒီမှာရန်နေတွေ့တယ်မနိုင်နိုင်ကိုကမောလာအန်ဗီတွေ့တော့မပြစ်နိုင်တော့ဘူးကျဲ လမ်းကြောလေးအေးရနော် ရေတော့တော့နေမရတော့ဒီကဆင်းအောင်ဒါပေါင်းအခုမှရေကြတဲ့နေရာတော့ပဲ ရောင်းပုတ်တယ်ပိုက်လိုင်းနေမှာပြရတယ်ဟုတ်တယ်ဘယ်နဲ့နည်းလဲ တော့ let's go အောက်ရောက်မှလာကြမယ်ရဲဘော်လေးရှေ့ဆက်တော့ကဲဒီချာဗီယူဆိုင်ပြီးရှင်းနေရတယ်ခင်ဗျာနည်းနည်းလေးချော်ကြသွားတယ်အောက်ကိုပြုတ်ကြသွားမှဖြစ်ပါတယ်ဟမ်ဟုတ်လားဟောဒီမှာဖုန်းကြီးကြောင်းရောက်နေတယ်ခင်ဗျာအဲနတ်စင်လားမသိဘူးဖုန်းကြောင်းခဏလေး ဒီရလဲဝင်ပြမတော့ပြတော့ဒီကဆိုစီးရအောင်လာတယ် အော်ကျွမ်းဝါနေစီအောင်ပေါ့ ဟုတ်ရေကူးလို့ရတယ်ခင်ဗျာဒီလေကူးရင်ကူးပြမှာပါခင်ဗျာဒီကတော့ share ပဲပါလာအကုန်လုံး ဟာပါ ကိုကဘာလဲကိုရဲကြောင်ကြမ်းညာ ရေကူးကြမယ်ဟုတ်လားဟမ်ဟုတ်တယ်မနိုရဲတွေကဘာဖြစ်သွားလဲပြက်သွားဟမ်ဒီရက်တက်ဒီပြက်ပြန်နေဒီကောဟောဒါဘုန်းကြီးလေးဘုရားစင်တို့တော်လေးပါခင်ဗျာသမင်းစားပြီဟုတ်မိသားသမင်းကြိုက်သေးတာဟုတ်သမင်းကြီးချော်မယ်နော် အလုံးစုံလုံးနေပြီးတာပဲဒီကလည်းပြန်ချင်း ကိုလေဒီမှာဒီရေရရနေစီးထားတာအဲ့တော့ဟုတ်ဘယ်လိုသိနေလဲဒါမှကြိုင်ကိုခင်းတယ် ဒီကတော့ဒီမှာစပဲရှိပါတယ်ခင်ဗျာ
တော်တော်ဆင်းရတယ်ဟဲ့ရမ်းတဲ့တော့မလွယ်ဘူးကတော်တော်တဲ့ရောစိမ့်လန်းဆိုပြီးဂျပန်မြေကိုရောက်နေပါတယ်တာခါကိုတောင်မှဒီတကုံမှာရောက်နေပါတယ်လို့ဆင်းဖို့တော်ဆင်းရတယ်ဟမ်ဟုတ်ပါဒီတော့ပြေးပြေးအေးလက်ဆိုတာနေပြီပေါ့လန်တဲ့ကြီးခုရဘာရွက်တွေဖူးနေစားတဲ့ရွက်တွေဖူးနေတော့ဓာတ်ပုံရိုက်လူကောင်းမဲများတွေ့နေရလားမသိ哇，ရရမိုက်တယ်ဟဲ့ဟမ်ရဘယ်နာခိတ်တုံးတော့မသိဘူးသူဟိုတောင်တက်တယ်လို့ဖြစ်တယ်ဘယ်အဆုံးမအောင်မသိသွား86မိရောက်မှရောက်တော့လည်းမထူးပေါ့သွားတို့တရေချောင်းလေးဟမ်ဒီစကန်ချဟမ်မေးတယ်ဘောလုံးရှားတယ်မဟုတ်တော့ ဒီနိုင်လို့ချိုးရ2ယောက်ချိုးလို့အပေါ်နဲ့အောင်နေချိုးဟဲ့ပါအဲ့ နိုင်လို့ချိုးရတာက3ယောက်လို့အေးဖိုင်ချိုးရဘယ်လိုချိုးမလဲဒီလေးပတ်ပဲဒီလိုမျိုးချိုးကြရရှိမယ်ရှိတော့အဆုံးတော့ရှိအောင်မှာဟိုဘဲကြီးတောင်ဘဲရောက်တော့မှမသိဘူးသွားတော့ဒီကမိုက်တာဗောယူစီတော့အစ်သုံးပေါ်နေလားဟုတ်တယ်ညတော့မိုက်တယ်ဒီတော့မှချောကြကိုရတော့ဒီနားလေးမှတ်တယ်မမပြန်ကြမဆုံးပြန်ကြပြန်လာလို့ဟုတ်ပါဘူးဟာဘာလဲမကြည့်နေဟမ်အဲ့ဒီဘောကဖဏနဲ့ညောင်းလို့ဒီစိတ်လန်းတယ်နော်အေးပါဘောချောကြအောင်မယ်အားမအောင်ဆင်းဝေးလို့ဒီဟိုဘက်တည်းပိုးမိုင်းမှရမျိုးဟိုဘက်ဆင်းနေပိုးမိုင်းဟုတ်လားပုံလုံးကြာတော့အေးရဟုတ်တယ်ကျန်တဲ့အဲ့ကောင်ဘယ်နှဟောင်းတော့မရှိဘူးဟမ်လူတော့ဟွာရှိမှာမဟုတ်ဘူးလောင်းကစားလောက်တာရှိဟွာကောင်ဆောင်းရင်ဆောင်းတယ်အပေါ်ထောက်ဖို့စီထောက်2ယောက်ထောက်တာပြောလဲတော်တယ်လမ်းနေပြန်လေကိုယ်ရပဲရောက်တော့ရောဟိုပေါက်ကြီးဟာဒီကြားတဲ့ဆိုင်ကဘယ်ကနေဘယ်လိုရောက်
ဟုတ်တယ်ဟုတ်တယ် အခုဒီရောက်တယ် อืม အခုဒီကတော့သွားတယ် ဟုတ်တယ် ပြီးတော့ဒီကမှလည်းအော်ရတယ်ဒီစားတာဝေးပါ အမရှိအောင်ဟာတော့ဟုတ် အေးလေရှယ်ကြီးလုပ်ပြီ ရှိရမှာမေးပါတို့သူပရမထိုင်နေဟိုဘက်ဆင်းနေတော့ဝါနာဖို့တော့ခုပြောပြီအော်ဒါကတော့ဝါနာဖို့တော့ဟာလာကိုကြည့်တော့ကြည့်လား อืมနည်းနည်းရေချိုးလို့ကောင်းတယ် အိုင်လေးဆိုင် ဒီမဲ့ထိုးရတယ်ညမချင်းကဝါရာကြီးကြီးပဲ อืม ချိုးတယ်ဟိုရှိရချိုးလိုက် ဟုတ် ဝတ်ဒီတိုင်းလားဟုတ်တယ် တော့တခုလိုက်လာလားမသိဘူးကြီးလာသူက ကျော်ပြန်လဲလားရှင်းမကောင်းလား အင်းရောက်လာ ဘုရားမရှိဘူးလားအေးမတန်းကြည့်ပါ ဘယ်နာမ အဲ့လိုရှင်း ဟုတ်လားနောက်ကွက်